အမိန်တော်ပြန်စေဒီနေ့ကစပြီးဝမ်မျိုးတွေကိုဂုံတရိပ်ရှိကျင်ရတော်ကြီးအဖြစ်ခန့်အပ်လိုက်တယ်နေမင်းအတိုင်းအီလန်နန်းဆောင်မှာပဲနေစီကျမသူ့ကိုမယုံကြည်နိုင်တဲ့မျက်လုံးတွေနဲ့ကြည့်မြင်ဘာလို့လဲဆိုတာကိုမသိစိတ်ကနေမေးလိုက်မိတယ်ကျမနားမလည်နိုင်တော့ဘူးအခုကျမရဲ့နာမည်ကုန်သတင်းကနန်းတွင်းဝင်ကစားကြတဲ့တောင်ပေါ်ပြီးအနက်အသက်မကောင်းဖြစ်နေတာဝမ်းထဲကနေအညစ်အကြေးတွေမွေးထုတ်ခဲ့တယ်ဆိုတော့လှောင်ပြောင်စရာကြီးကိုထမ်းပိုးထားရတယ်လို့အေးနန်းဆောင်ကိုလည်းပို့ခံထားသေးတယ်ဘာလို့အေဂရစ်ကကျမကိုအပြစ်မပေးတဲ့အပြင်ဒီလောက်ထိကြီးကျယ်တဲ့ဂုံတိုးဆောင်ဖွဲ့ကိုပေးရတာလဲနန်းတွင်းကိုစဝင်ကစားတော့ကဆိုရင်အေဂရစ်ကကျမကိုအဖက်တောင်မလုပ်ခဲ့တာဘာလို့အခုအေးနန်းဆောင်ကထွက်လာတဲ့ကျမကိုမှဒီလောက်ထိထူးထူးခြားခြားဂရုစိုက်နေရတာလဲအေဂရစ်ကကျမကိုစိုက်ကြည့်နေတယ်သူ့မျက်ဝန်းထဲမှာခန်းစားချက်တွေကရှုပ်ထွေးနေပြီးခံမရခက်နေတယ်နောက်ဆုံးတော့သူကတခွန်းပဲပြောတယ်၃ရက်နေရင်နေတော်ကြီးရဲ့မွေးနေ့ပွဲမို့လို့ကျမကိုအလှဆုံးပြင်ဆင်ပြီးတက်ရောက်ဖို့ပြောခဲ့တယ်ပြောပြတာနဲ့သူကဝိယုံစားကိုခါထုတ်ပြီးထွက်သွားတော့တာပဲကျမကတော့ကတင်ပေါ်မှာကြောင်အားနဲ့ကြံ့ခဲ့တယ်ရင်ချောကလည်းခဏလောက်ကြောင်သွားပြီးမှနားမလည်နိုင်တဲ့မျက်နှာနဲ့အနားကိုတိုးလာတယ်ပြီးတော့တိုးတိုးလေးမေးတယ်အရှင်မင်းကြီးဘာဖြစ်သွားတာလဲတဲ့တော်ဝင်တစိတ်တော်ကိုခိုးယူခဲ့တဲ့အမှုကြီးကိုလည်းခွတ်လုပ်ပေးခဲ့တယ်အခုလည်းအေးနန်းဆောင်ကနေအီလန်နန်းဆောင်ကိုကိုယ်တိုင်လာခေါ်ပြီးဂုံတရီရှိကျင်ရတော်ကြီးအဖြစ်ခန့်အပ်လိုက်တယ်ပြီးရင်ချောပြောတာတော့ရှမ်းကျင်ရတော်ကမှအရှင်မင်းကြီးရဲ့အသေးဆွဲလို့ကြားထားတာတဲ့ဘာလို့အခုကျမကြောင့်နဲ့ရှမ်းကျင်ရတော်ကိုအကျေအကျုပ်ချပြီးသူမရဲ့လက်ယုံအစီခံကိုတော့ရှင်းထုတ်ပြရတာလေကျမခေါင်းခါပြီးပြောင်းလိုက်နေတယ်အေဂရရဲ့စိတ်ကိုခံမှန်းရတာတကယ်ကိုခက်ခဲလို့ပါလေအရှင်မင်းကြီးဘာလို့ရုတ်တရက်ကြီးဒီလိုပြောင်းလဲသွားတာလဲမသိပေမဲ့အ ਨੇ ဆုံးတော့အခုလောလောဆယ်ကျမကအရှိန်အဝါရှိတဲ့သူဖြစ်နေတာလေအထူးသဖြင့်အဆောင်အယောင်တွေနဲ့မမာနေတဲ့ရှမ်းကျင်ရတော်တောင်ကျမကိုစော်ကားမိလို့အကျေကျုံနဲ့အပြစ်ပေးခံလိုက်ရတယ်ဆိုတော့အရင်ကကျမကိုလောင်ပြောင်ခဲ့တဲ့ကျင်ရတော်တွေကသဘောထားတွေ180ဒီလိုပြောင်းသွားကြတယ်လက်ဆောင်အကောင်းစားတွေယူလာပြီးအီလန်နန်းဆောင်ကိုတခွဲခွဲလာကြတာညီမလေးတခုအမလေးတခုဆိုနဲ့တရင်တနည်းလာဖားနေကြတာအရင်ကအေးနန်းဆောင်ပါကျမကိုမျက်စောင်းထိုးခဲ့တဲ့အစီခံတွေဆိုရင်လည်းကြောက်လန့်ပြီးတုန်နေကြပြီကျမကအညိုးအတေးထားပြီးသူတို့ကိုပြန်ရှင်းထုတ်မှာကိုကြောက်နေကြတာဒါပေမဲ့ကျမကတော့သူတို့ကိုအဖက်လို့ကိုအချိန်မရှိပါဘူးအီလန်နန်းဆောင်ကိုပြန်ရောက်တော့အေဂရစ်ကအစီခံတွေအများကြီးလွတ်ပေးတယ်ဒါပေမဲ့ကျမကဒိုင်ယာကုတာကိုအေးအေးဆေးဆေးနေချင်တယ်ဆိုပြီးအကုန်ပြန်လွတ်လိုက်တယ်ရင်ချွဲနဲ့တခြားယုံကြည်ရတဲ့အစီခံအနေငယ်ပဲခြံထားခဲ့တယ်။ဘာလို့လဲဆိုတော့ကျမရဲ့ကလေး9ယောက်ကသူ့စိတ်တွေမြင်လို့မဖြစ်ဘူးလေ။လူရှင်းမှသူတို့လေးတွေနန်းဆောင်ထဲမှာလွတ်လွတ်လပ်လပ်ဆော့လို့ရမှာ။ကျမလည်းစိတ်အေးရမှာ။အစားအသောက်တွေလည်းပြည့်စုံ။နွမ်းထွေးတွေနန်းဆောင်လေးရှိတော့ကြောင်ပေါက်လေး9ကောင်ကအီလန်နန်းဆောင်မှာပျော်နေကြတာပေါ့။အေဂရစ်ကနေ့တိုင်းအားစိမ်းတွေနဲ့ဆုလာတွေပို့ပေးတယ်။၃ရက်ကကြာတော့မွေးနေ့ပွဲရောက်လာပြီ။ကျမကလေး9ယောက်ကိုနန်းဆောင်ထဲမှာပဲငြိမ်ငြိမ်လေးနေကြဖို့တေးချမှာခဲ့တယ်။ခန်းမထဲမှာတော့အေဂရစ်ကကျမကိုချက်ချင်းမြင်သွားပြီးလက်လန်းပြတယ်။သူ့ဘေးမှာလာထိုင်ဖို့အချက်ပြလိုက်တာ။တခန်းမလုံးရုတ်တရက်ငြိမ်ကျသွားတယ်။အေဂရစ်နဲ့ဘေးချင်းအိမ်ထိုင်ရတာကမိဖုရားကောင်ကြီးပဲရနိုင်တဲ့အခွင့်လေးလေအရှင်ကောင်းနေတော့မှပဲအကျယ်ကျုပ်ကြရမယ်ရှမ်းကျင်ရတော့ကရုတ်တရက်ဝိတ်ကောင်းစားလာတွေနဲ့ပေါ်လာပြီးပွဲကိုဖျက်လိုက်တော့တာပဲသူမကမဲတော်ကြီးအတွက်ထူးခြားတဲ့လက်ဆောင်တစ်ခုယူလာတယ်လို့အော်ပြောလိုက်တယ်အနီရောင်ပိတ်ဆက်အုပ်ထားတဲ့တရက်တာကြီးကိုဖွင့်လိုက်တဲ့အချိန်မှာတော့ကျမတကူလုံးတုံရင်သွားတော့တာပဲအထဲမှာရှိနေတာကကျမရဲ့ကလေး9ယောက်သူတို့လေးတွေကဖြူဖြူဖွေးဖွေးလူသားကလေးတွေအဖြစ်ပြောင်းလဲနေကြပြီရှမ်းကျင်ရတော့ကကျမကိုလက်ညှိုးထိုးပြီးဒါဟာတခြားလူနဲ့ဖောက်ပြန်ပြီးမွေးထားတဲ့ကလေးတွေပါလို့ဆွဆွဲတော့တယ်ကျမတရက်တာတွေကဒဏ်ရာတွေနဲ့ကလေးတွေကိုကြည့်ပြီးရင်ခွဲမတက်ခံစားရတယ်ဘာကိုမှမကယူဆိုင်နိုင်တော့ပဲပလင်ပေါ်ကနေပြေးဆင်းလာပြီးဒူးထောက်လိုက်တယ်လောက်ချင်ရင်ကျမကိုပဲလှုပ်ပါကလေးတွေကိုတော့လွတ်ပေးပါလို့ငိုယိုတောင်းပန်မိတယ်အေဂရစ်ကကျမရဲ့မြင်စိတ်ကိုမှပြီးသူ့ကိုကြည့်ခိုင်းတယ်သူ့မျက်ဝန်းထဲမှာကျမတခါမှမမြင်ဘူးတဲ့နာကျင်မှုတွေပြည့်နေတယ်မင်းတကယ်ပဲဖောက်ပြန်ခဲ့တာလားလို့သူကတိုးတိုးလေးမေးတယ်ကျမမျက်ရည်တွေနဲ့ခေါင်းခါပြီးမဟုတ်ပါဘူးကျမမှာအရှင်မင်းကြီးတယောက်ပဲရှိတာပါလို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲနန်းတွင်းအဆောင်တစ်ယောက်ကကမူးရှူးရှူးပြေးဝင်လာတယ်နေဝန်ကစစ်တပ်နဲ့ပုံကန်ပြီးနန်းတော်ထဲကိုဝင်လာပြီးလူတွေကိုရှင်းထုတ်နေပြီလို့အော်ဟစ်တတိပို့လိုက်ပါတော့တယ်